မြန်မာနိုင်ငံမှာအမြင့်ဆုံးဆုကိုရယူပေးထားနိုင်တဲ့အလှမေကွန်ကိုမဆွလွတ်ချင်တာကြောင့် Miss Grand ပြိုင်ပွဲဖက်ရပ်တည်နေရတဲ့နေနေလေးအိမ်နေနေလေးအိမ်ကတော့ Miss Grand International 2023မှာ First Runner Up ဆုကြေးကိုရယူကတနိုင်ငံလုံးဂုဏ်ယူရအောင်စ조사ပေးနိုင်ခဲ့တာဖြစ်ပါတယ်။တနိုင်ငံလုံးမှာဆိုလဲသူမကသာအမြင့်ဆုံးဆုကိုရယူပေးထားနိုင်တာပါ။ International ပွဲမှာ First Runner Up ဆုကြေးရနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ဒါကြောင့်မို့နေနေလေးအိမ်အနေနဲ့လည်းအမြင့်ဆုံးဆုကိုရအောင်စ조사ထားနိုင်တဲ့အလှမေဆိုပြီးခွင့်ယူဝင်ကြွားနေရပါ။ဒါမဲ့လက်ရှိမှာပြည်သူတွေကတော့ Miss Grand ပွဲကိုဆိုရင်အထင်မကြီးတော့ပါဘူး။ Miss Grand International ရဲ့ပေကန်ရှင် Mr. Noel ရဲ့လုပ်ရက်တွေနဲ့အတွေ့အစိတ်တွေကအစစ်အတမ်းမမီတာအကြောင်းပါ။ဒါကြောင့်မို့တဲစုညင်းရှင်ပြိုင်ပြီးကြတဲ့က Miss Grand မြန်မာလိုင်စင်ကိုယူကအောင်မြင်ခဲ့တဲ့ကျွတ်အလွင်ကိုရိုင်းလိုင်စင်ကိုပြန်ခဲ့တာပါ။ပြည်သူတွေအနေနဲ့ကလည်း Miss Grand ကိုဆိုရင်အမပေးတော့ဘူးလို့တောင်ဆုံးဖြတ်ထားကြတာဖြစ်ပါတယ်။ဒါပြင်အခုနောက်ပိုင်းမှာ Miss Grand ပေကန်ရှင် Mr. Noel နဲ့ area အလာမေကြားကပြည်နာကလည်းပူပြီးတော့ပွဲစုနေကြတာပါ။ဝင်းနာလာမေ area အလာမေက Mr. Noel တို့ရဲ့အကျင့်ကိုလက်မခံနိုင်တာကြောင့်ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။ Mr. Noel ကမဆိုင်တဲ့စကားတွေနဲ့ဝင်းနာလာမေကဂျိုင်းနဲ့သားနဲ့နာဆိုပြီးပြောချခဲ့တာဖြစ်ပါတယ်။အခုလိုအကျဉ်းစရိုက်ဆန်တဲ့ Miss Grand ဆိုပြီးအားလုံးကဝေဖန်ကြပေမဲ့နေနေလေးအိမ်ကတော့ Mr. Noel မှာ Mr. Noel ဖြစ်နေပါ။ Miss Grand ကိုပန့်ပိုးရင်ဝေဖန်ခဲ့ရမယ်မှန်တည်တည်နေတော့ Miss Grand ပွဲမှန်တများဆိုအပြုံးပန်းဝေကတက်လို့နေရပါလက်ရှိမှာကျင်းပနေတဲ့ Miss Grand မြန်မာအတွက်လည်းလိုအပ်တာအားလုံးကိုထောက်ပံ့ကူညီပေးနေတာဖြစ်ပါတယ်။အားလုံးဟာတွဲလွင်လက်ကလွတ်သွားတဲ့ Miss Grand ကိုအားပေးကြတော့ပါဘူး။ဒါနေလေးအိမ်က Miss Grand မှာ Miss Grand ဆိုပြီးဖြစ်ကပွဲမှာတယ်ဖိုလေးလွှဲပြောင်းသွားမှာပါ။သူမအတွက်တော့ Miss Grand ကနေပေးထားတဲ့ First Runner Up ဆုကြေးကဂုဏ်ရရတဲ့ဆုဖြစ်တယ်လို့လက်လွတ်ဖို့ဆိုတာလည်းဘလို့မှမဖြစ်နိုင်ပါဘူး။နေနေလေးအိမ်ကဝေဖန်မှုတန်တွေကြောင့်လူရှိလည်းတိတ်မထွက်တယ်လို့မီဒီယာရှိလည်းမထွက်တော့ပါဘူး။မီဒီယာရှိမထွက်ပဲအေးအေးဆေးဆေးတာနေနေတတ်တာပါ။ဒါပေမဲ့အမှုပညာနဲ့ပတ်သက်တာအလုံးလောက်ကိုင်းနေရပါ။ဒါပြင် Miss Grand မြန်မာပွဲနဲ့ပတ်သက်ရင်နေနေလေးအိမ်ကပွဲတက်ပေးကဝေဖန်သားတွေအလုံးကိုရင်ဆိုင်နေရပါ။လာမယ့်ရက်ပိုင်းမှာကျင်းပမယ့် Miss Grand မြန်မာ2025ပြိုင်ပွဲကိုလည်းနေနေလေးအိမ်တက်ရောက်ဝင်နာလာမယ်ကိုတယ်ဖိုလွဲပြောင်းပေးသွားမှာပါ။ဒါပြင်ဆိုပါ Grand Final ပွဲကို Miss Grand International 2024ဝင်နာအတစ်ဖြစ်တဲ့ CJ နဲ့ Mr. Noel တို့ကတက်ရောက်သွားမှာပါ။နေနေလေးအိမ်ကို Mr. Noel ကလည်းတမီလေးတယောက်လိုအရန်ကိုချစ်တာပါ။နေနေလေးအိမ်ကသူ့အပေါ်မှာဘယ်တော့မှမကောင်းပြောပဲအမြဲရည်တည်ပေးတာကြောင့်ချစ်တာပါ။နေနေလေးအိမ်နဲ့မတဲတော့တဲ့နောက်ပိုင်းမှာ Mr. Noel ကတွန်းလွင်ကိုတော့မကြည့်တော့ပဲစက်တနာရီတန်းစီကဖြစ်ခဲ့ကြတာဖြစ်ပါတယ်။နေနေလေးအိမ်နဲ့ Mr. Noel တို့ရဲ့ဆက်ဆံရေးကထင်ထားတဲ့ပိုခိုင်ပါပါတယ်။မြန်မာနိုင်ငံမှာမြို့ဆောင်စုကိုရယူပေးထားနိုင်တဲ့အလှမေကွန်ကိုမဆွလွတ်ချင်တာကြောင့် Miss Grand ပြန်ပွဲဖက်ရက်တီနီယာနေနေလေးအိမ်ပေါ်ပြည်သူရဲ့အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျမတို့ page လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာဆယ်ရီနုပညာရှင်တွေအကြောင်းများကိုအချိန်နဲ့တပြင်းညစ်တင်ဆက်ပေးအောင်မှာဖြစ်လို့အတစ်တစ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခလောင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်